2025 ခုနှစ်မေလ29ရက်ကြာသပတေးနေ့ကျွန်တော်တို့၏တန်ဖိုးကိုသိပါထို့ကြောင့်မကြောက်ကြနှင့်သင်တို့သည်စာငတ်အများတို့ထက်သာ၍မြတ်ကြ၏ရှင်မသက်ခရစ်ဝင်ခန်းကြီး30ငွေ31နွေရာသီမှာပန်းတွေနှင့်ဆောင်းရာသီမှာထင်းရှူးပန်းခွေနှင့်ပြည့်နေသည့်ပြရမောက်နာကပန်းထည့်ဆိုင်သည့်နေရာမျိုးအင်းရှိတကားနာမှာရှိပါသည်ဒီနေ့ခင်မွန်းတွေကထိုနေရာတွင်ငှက်တကောင်ကအတိုက်လာဆောင်နေသည်ဟုသူထင်ကြောင်းပြောပြသည်စိတ်မမြန်ဖြင့်အပြင်ကိုထွက်ပြီးပန်းအိုးကိုရွှေ့ကြည့်လိုက်သည်ထိတ်လန့်သည့်မိခင်ငှက်ကထင်းရှူးပန်းအောက်သူမအတိုက်ထဲကချက်ချင်းပြန်ထွက်သွားလို့တန်လွင်သည့်ရွယ်ငှက်ဥ၅လုံးပေါ်လာသည်ကျမကဂယူးတစိုက်ပြန်ဖုံးပြီးအထဲဝင်သွားသည်တညက်နေလုံးပြတင်းပေါက်ကချောင်းကြည့်ရင်ငှက်ကလေးပြန်လာမလားစောင့်နေသည်တီးတီတံမကြားလှုပ်ရှားတာမတွေ့လို့စိုးရိမ်မိသည်သူမ၏ထားခဲ့သောဥတွေဘလို့ဖြစ်မလဲကျမတို့သိချင်မိသည်စိတ်ထဲတစ်ထင်းနဲ့ကျမအိယာဝင်ပြီးငှက်ကလေးဖိစီးမှုဖြစ်အောင်သူ့မိသားစုအနှောက်အယှက်ဖြစ်အောင်လုပ်မိတယ်လို့အဖြစ်တင်ခံစားမိသည်နောက်နေ့မနေ့စောစောမှငှက်ကလေးပြန်လာမလားတီးချောင်ကြည့်လိုက်သည်သူ့မိသားစုခိုလုံဖို့နေရာလှုပ်ထားသည့်တရွက်အောင်မှာလှုပ်လှုပ်ရွရွဖြစ်နေတာမြင်ရလို့ကျေးဇူးတင်မိသည်ရက်အနှင်းငယ်ကြပြီးနောက်ငှက်ကလေးများကိုတွေ့ရလို့ဝမ်းသာမိပါသည်ထိုငှက်ကလေးမှတဆင်အသေးဆုံးငှက်များပင်အဖိုးတန်ပြီးကျမတို့တူးစီလဲမိမြတန်ဖိုးရှိသည်ကိုဘုရားသခင်ကသိစေခဲ့သည်ဘဝ၏အလှုပ်များနေမှုများတွင်ကောင်းကင်ဘုံရှင်အဖအားဖြင့်ကျမတို့ဘလောက်တောင်အဖိုးတန်ကြောင်းကိုမိသွားတတ်ပါသည်ကြောက်ရွံ့ခြင်းဖြင့်ဝန်ထုတ်များရှိလာခြင်းကျမတို့ကိုကျင်နာဂရုစိုက်သောဘုရားသခင်နှင့်ဆက်ဆိုင်ကြကြောင်းတတိယနိုင်ပါသည်စင်ကြင်ရန်ကျွန်ုပ်နားလည်နိုင်တာထက်ကျွန်ုပ်ကဘုရားသခင်အဖို့ပို့ပြီးအဖို့တန်သည်အာယုံပြုဆုတောင်းရန်ဘုရားသခင်ဖန်ဆင်းခြင်းနဲ့ရှိဖန်ဆင်းခံအားလုံးအတွက်ဆုတောင်းချက်ဟိုပါကိုရိုကျင်နာရွရမှုအတွက်ယေရှုတင်ပါ၏ကျွန်ုပ်တို့အားကိုရောတန်ဖိုးထားတဲ့ကဲ့သို့ဖန်ဆင်းမှုအားလုံးကိုတန်ဖိုးထားတတ်ဖို့မှာစာမှုပါအာမင် Catherine Nemex Ohio USA